ဒုက္ခသစ္စာဆိုတဲ့ထဲမှာစံချမ်းသာတွေလည်းပါတယ်ဘဝနဲ့ပတ်သက်နေတာတွေမှန်သမျှအကုန်ပါတယ်သင်္ခါရတရားတွေအကုန်ပါနေတယ်အခုပြောတဲ့အဓိပ္ပာယ်ကြတော့အဲ့ဒီအဓိပ္ပာယ်တဲ့ပို့ပြီးတော့လေးနဲ့တဲ့အဓိပ္ပာယ်ဖြစ်တယ်သူပေဥပအန္တရာယ်မကောင်းတဲ့အနိဋ္ဌာယုံမှန်သမျှကြာရောက်ဖြစ်ပေါ်ရာဖြစ်သောကြောင့်ဆက်ဆုပ်ရွံ့ရှာပွဲကောင်းတယ်ခကိုထင်တဲ့အတိုင်းဘာတစ်ခုမှမရှိဘူးနော်ငါဆိုတာလည်းမရှိဘူးငါဆိုတာလည်းမရှိဘူးတရားဆိုတာလည်းမရှိဘူးပြုလုပ်သူဆိုတာလည်းမရှိဘူးခံစားသူဆိုတာလည်းမရှိဘူးအကြောင်းတရားနဲ့အကျိုးတရားဒီနှစ်ခုမြတ်တာရှိပြီးတော့သဘာဝတရားတသက်မြတ်တာဖြစ်တယ်ဒီအဓိပ္ပာယ်စကားလုံးနှစ်ခုကိုပေါင်းစပ်ပြီးတော့ဒုက္ခလို့ခေါ်တာဖြစ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားကအစင်မြင့်တဲ့တရားမှာတရားရှိတယ်ဆိုတာကိုလုံးဝမပြောဘူးတရားရှိတယ်လို့လုံးဝမဟောဘူးသို့တော့သမုဒိသစ္စာပိုင်းမှာတော့ပုဂ္ဂလပုဂ္ဂိုလ်တတ္တတတ္တဝါဆိုတာသမုဒိသစ္စာပိုင်းမှာတော့တရားဆိုတဲ့အသုံးနဲ့ဟောတယ်ပုဂ္ဂိုလ်ဆိုတဲ့အသုံးနဲ့ဟောတယ်ပြုလို့သူအနေနဲ့ဟောတယ်ခံစားသူအနေနဲ့ဟောတယ်ဒါက level 1အနေနဲ့ပြောတာအစမြင့်တဲ့ level ရောက်သွားလို့ရှိရင် absolute truth အနေနဲ့ကြတော့ခေါ်တာက compassionate truth သမုဒိသစ္စာပိုင်းကတော့ပုဂ္ဂိုလ်တရားနဲ့သုံးသပ်ပြီးတော့အများနားလည်အောင်ဟောတာပဲဖြစ်တယ် absolute truth လို့ခေါ်တဲ့ပရမတ္ထသစ္စာ level ရောက်တဲ့အခါကျတော့ဒုက္ခဆိုတာပဲရှိတယ်တရားဆိုတာမရှိဘူးလို့ဒီလိုဟောတာဖြစ်တယ်တရားဆိုတာမရှိဘူးရှုံးတဲ့တရားတသက်ဒုက္ခများတာရှိတယ်လို့ဒီလိုဟောအဲ့ဒီဆင်းရဲဒုက္ခတွေချုပ်ငြိမ်းသွားတာကိုဒုက္ခនិရောဓအဲ့တော့လောကကြီးမှာ absolute truth level ကကြည့်မယ်ဆိုလို့ရှိရင်ဒုက္ခနဲ့ဒုက္ခនិရောဓဒုက္ခဆိုတဲ့သဘာဝတရားအစုနဲ့ထိုဒုက္ခရဲ့အဆုံးသတ်ခြင်းဆိုတဲ့ဒီတရားနှစ်ခုသာရှိတယ်လို့ဘုရားဘာသာဝင်နေဟာဒီလိုပဲမှတ်ရမှာဖြစ်တယ်အဲ့ဒါလို့မမှတ်လို့ရှိရင်ဘယ်လိုပြဿနာတွေဖြစ်တယ်လဲစဉ်းစားကြည့်အောင်ဒုက္ခနဲ့ဒုက္ခនិရောဓဒါရှိတယ်ဆိုတဲ့အယူဆကိုလက်မခံဘဲနဲ့တရားရှိတယ်လို့ပြုလို့သူရှိတယ်ခံစားသူရှိတယ်လို့ရှုဆလိုက်ရင်ဘာဖြစ်မလဲမြတ်စွာဘုရားဟောတဲ့နိဗ္ဗာန်ဆိုတဲ့တရားဟာတရားတရားရဲ့အဆုံးသတ်လို့ဖြစ်သွားတယ်အဲ့တော့တရားတရားဟာတရားအနေနဲ့သူဟာပျက်စီးဆုံးရှုံးသွားခြင်းဆိုတဲ့အဓိပ္ပာယ်နိဗ္ဗာန်ဆိုတာပျက်စီးဆုံးရှုံးခြင်းလို့အဓိပ္ပာယ်ရသွားဘဝဆိုတာတော့ဖြစ်နေတာဘဝនិရောဓဆိုတာကြတော့ဘဝကုံဆုံးသွားတာဘဝလက်လွတ်ဆုံးရှုံးသွားတာအဲ့ဒီမလွတ်လပ်တဲ့အတွေ့အထိအတိတ်ပဲတွေတက်ရောက်ကုန်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကတကယ်အစစ်မှန်ကို absolute truth နဲ့ပဲအနေပြီးတော့ကြည့်ပြီးတော့ဟောတဲ့အခါမှာတရားဆိုတာမရှိဘူးဒုက္ခသာရှိတယ်တရားရဲ့ပြည့်စဲခြင်းတရားရဲ့ချုပ်ငြိမ်းခြင်းဆိုတာမရှိဘူးနော်ဒုက္ခချုပ်ငြိမ်းခြင်းသာရှိတယ်လို့အဲ့ဒီအစွန်းတွေကိုလွတ်အောင်ဟောထားတဲ့တရားတစ်ခုပဲဖြစ်တယ်အဲ့တော့လွတ်အောင်ဟောတာဆိုတော့တမင်ရှောင်ပြီးတော့ဟောနေတာလားအစစ်မှန်ရောမဟုတ်ဘူးလားလို့ဆိုဒါမှအစစ်အမှန်သို့တော့အများကတော့ရှုပ်နှံကိုပဲတရားလို့ illusion အနေနဲ့ထင်မှားနေတာနိဗ္ဗာန်ရသွားတာဒီနေ့တရားတရားအဆုံးသတ်သွားတယ်လို့ဒီလိုထင်မှားနေတာအဲ့လိုထင်မှားခြင်းကြောင့်မြတ်စွာဘုရားရဲ့တရားတော်နဲ့ပတ်သက်လာပြီးတော့အမြင်မကြည်လင်တဲ့ပုဂ္ဂိုလ်တွေကယဟန်ဂေါရမဟာတရားတွေပျက်စီးရပျက်စီးကြောင်းလောကကြီးပျက်စီးရပျက်စီးကြောင်းကြင်ကြံနေတယ်လူတွေဟာဖယ်ရောက်သွားမှမသိအောင်ဆိုပါစို့မြတ်စွာဘုရားကနိဗ္ဗာန်ရောက်တယ်လို့ဟောလို့ရှိရင်
နိဗ္ဗာန်ရောက်သွားတဲ့ပုဂ္ဂိုလ်ဟာပဲရောက်တယ်ဆိုတာမသိနိုင်တော့ဘူးရောက်တဲ့နေရာလေတကယ်ကရှိတော့တာမဟုတ်ဘူးချုပ်ငြိမ်းသွားခြင်းသာဖြစ်တယ်အဲ့လိုချုပ်ငြိမ်းသွားခြင်းဟာလောကမှာရှိတဲ့တရားတူကိုဖြည့်ဆည်းပြလိုက်ခြင်းဆိုတဲ့အဓိပ္ပာယ်မျိုးရောက်သွားတယ်တရားလို့သတ်မှတ်လိုက်လို့ရှိရင်ဖြည့်ဆည်းပြခြင်းဆိုတဲ့အဓိပ္ပာယ်မျိုးရောက်သွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားရဲ့နိဗ္ဗာန်တရားနဲ့ပတ်သက်ပြီးတော့ရဟန်းဂေါရမဟာတရားတွေကိုဖြည့်ဆည်းပြနေတဲ့ပုဂ္ဂိုလ်ပဲလို့ဆွဆွဲကြတယ်အဲ့ဒီမှာမြတ်စွာဘုရားကတုံ့ပြန်တဲ့အခါမှာငါဘယ်တော့မှတရားရှိတယ်လို့မဟုတ်ဘူးဒုက္ခနဲ့ဒုက္ခនិရောဓနှစ်ခုသာရှိတယ်လို့ငါဟောခဲ့တာအဲ့ဒီအတိကပေါ်ရန်တွေးလို့မရဘူးနော်အလေးနဲ့ထားပြီးတွေးနိုင်မှဒီအတိတ်ပဲပေါ်မယ်အပေါ်ရန်လေးကြည့်မယ်ဆိုရင်ဒါသဘောပေါက်ဖို့မတမခဲနေနော်ဘာဖြစ်လို့သဘောပေါက်ဖို့ခဲနေလို့ဆိုဘုန်းကြီးတို့တွေရဲ့စိတ်အစဉ်မှာတရားရှိတယ်ဆိုတဲ့အတွေးအထင်ကြီးကဖြောက်မရတော့အောင်ဆွဲနေတာဖြစ်တယ်ငါဆိုတဲ့အတွေးအထင်ငါဟာဆိုတဲ့အတွေးအထင်ဖြောက်လို့မရအောင်ဖြောက်လို့မရအောင်ဖြစ်အဲ့ဒါကိုတရားဆိုတဲ့တတ္တတင်ညာဖြောက်ဖို့ဝိပဿနာတရားကျင့်ကြရတာဖြစ်တယ်ဝိပဿနာတရားအထုတ်တဲ့အခါမှာငါဆိုတဲ့အတွေးတရားဆိုတဲ့အတွေးမပြောက်သမျှဝိပဿနာတရားဝိပဿနာဉာဏ်ဆိုတာဖြစ်မှာမဟုတ်ဘူး